ကောင်းလေးကတွေးဖို့ချိန်နဲ့ည10နာရီကျော်တဲ့မျိုးလေးပဲကားတွေပတ်လို့ရှောက်လို့မောင်းမှာပါတယ်နှစ်ယောက်တည်းပဲရုပ်ရှိကြည့်ရင်လို့ဆိုအိုတာပါတယ်နိုင်ကောက်ပြန်အိမ်ပြပို့မယ်ဆိုရင်သေချာတာကတန်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 အမောင်ပေးချက်ကောင်းလေးချက်နောက်ပြီးတန်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 ခေါင်းလေးကပ်ပြီးတန်တန်တန်ကောင်းလေးရှပ်ပြီးတန်တန်တန်ခေါင်းလေးကပ်ပြီးတန်တန်တန်နောက်ပြီးတန်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 ဟေးကောင်းလေးကတွေးဖို့ချိန်နဲ့ည10နာရီကျော်တဲ့မျိုးလေးပဲကားတွေပတ်လို့ရှောက်လို့မောင်းမှာပါတယ်နှစ်ယောက်တည်းပဲရုပ်ရှိကြည့်ရင်လို့ဆိုအိုတာပါတယ်နိုင်ကောက်ပြန်အိမ်ပြပို့မယ်ဆိုရင်သေချာတာကတန်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 အမောင်ပေးချက်ကောင်းလေးချက်နောက်ပြီးတန်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 ခေါင်းလေးကပ်ပြီးတန်တန်တန်ကောင်းလေးရှပ်ပြီး